โอเคဒီညီကိုလေးမေးထားပေးတာကဒီကင်မရာကပေါ့နော်အကြိုက်ရိုက်လို့အဆင်မပြေဘူးအကြိုက်ရိုက်လို့မရဘူးပေါ့နော်ပြီးရင်လည်းရိုက်ပြီးပြီဆိုလို့ရှိရင်လည်းပြန်ကြည့်လို့အဆင်မပြေဘူးအဲ့ဒီဟာလေးပေါ့နော်အဲ့ဒီဟာလေးကစက်တင်မှာတွက်ချင်လို့ရတယ်ဗျစက်တင်မှာတွက်ချင်ရတာပေါ့နော်ဘယ်လိုချင်လဲဆိုကျွန်တော်ဒီနေ့ဗီဒီယိုနဲ့လုပ်ပြပေးမယ်နော်အရင်ဆုံးဒီပါဝါလေးဖွင့်လိုက်မယ်ပါဝါဖွင့်ပြီဆိုလို့ရှိရင်ဒီမိုက်ခွင့်ပေးနာလေးမှာတွေ့တာကျွန်တော်က3မိနစ်တစ်ခေါက်ပြန်လှည့်ရတဲ့ဗီဒီယိုလေးပြ3မိနစ်ပြရတယ်တွေ့တာအဲ့3မိနစ်ဗီဒီယိုဒီကိုတော့ကြည့်ရတာ10မိနစ်ပဲလောက်ထားတဲ့ပုံပဲကြည့်ရတာအဲ့ဒါလေးမှာတော်လို့ရတယ်ဆိုတော့ဒီခလုတ်နဲ့ပဲဆက်တော့နော်အဲ့မှာ MOD မို့ပါတယ်တစ်ချက်နှိမ့်မယ်ဒါကင်မရာရိုက်တာဖြစ်သွားပြန်လာတစ်ချက်မယ်မရှက်ဆိုလို့ရှိရင်ကိုရိုက်ထားတဲ့ဗီဒီယိုကိုပြန်ကြည့်ရအောင်လားကိုရိုက်ထားတာကိုအရင်တစ်ခေါက်ရှေ့တစ်ခေါက်ကျွန်တော်ရိုက်ထားပေးတဲ့ဗီဒီယိုပြန်ကြည့်တာအလွယ်ပဲနော်ဒါအလွယ်ပြီးရင်နောက်ချက်ထပ်နိုင်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ setting ရောက်သွားပြီနော် setting ရောက်သွားပြီဆိုလို့ရှိရင်ဒီမှာပုံမှန်ဘေးမှာခလုတ်နှစ်ခုရှိရတယ်လားအဲ့ခလုတ်နှစ်ခုကနေဆင်းပေးလိုက်မှာ1 2 3ဒီတစ်ခုမှနော်ဒီနေရာကိုဆင်းပြီဆိုလို့ရှိရင်ဒီမှာ okay လေးကိုနှိပ်မှာနော်ဒီနေရာဆင်းပြီဆိုလို့ရှိရင် okay ကိုနှိပ်လိုက်အမှန်ကြီးကိုတို့ဘယ်နှမိနစ်ရိုက်ရှင်လဲသူပြရတယ်တွေ့လားအပေါ်ဆုံးမှာကဒါကပိတ်ထားတာဘယ်လိုပြောမလဲကိုမရမချင်းဟောမဖြစ်တဲ့ဟာပေါ့နော်ဒါက10မိနစ်တစ်ခါလဲတဲ့ဗီဒီယိုဒါက2မိနစ်ကျွန်တော်အခုလက်ရှိ3မိနစ်မှာပဲထားတယ်ပဲဆို3မိနစ်ဆိုအနေတော်4လောက်လို့ပဲထင်တယ်ပေါ့နော်5မိနစ်ရှိတယ်ပြီးတော့10မိနစ်တိရှိတယ်ဒီကိုဒီကင်မရာနဲ့ဗီဒီယိုတစ်ပုတ်ကို10မိနစ်တိအချိန်ရိုက်ရှင်လို့လည်းရရနော်အကြာကြီးရိုက်လို့မရဘူးဆိုတော့ဒီမှာ10မိနစ်ပါပြရတယ်ရှိတယ်ဟုတ်လား10မိနစ်ပါရှိတယ်10မိနစ်ဆိုလို့ရှိရင်ဒီမှာတစ်ချက်တော့ကြည့်မနော်ဘိုးမှာတွေ့လားအပေါ်မှာပြရတယ်မိုက်ခွဲပုံပေးမှာကျွန်တော်10မိနစ်ပါဖြစ်ပါပြီနော်ဒါဗီဒီယိုတစ်ပုတ်10မိနစ်ရိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီဒေါ်လာလေးပေါ့10မိနစ်ဆိုလို့ရှိရင်လည်းဗီဒီယိုကတအားရှည်သွားတဲ့ခါကျတော့ဟိုပြန်ကြည့်ရတဲ့ခါကျလို့ရှိရင်နည်းနည်းတရားဒါတော့တရားကြိုက်မတူပါလားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြန်သွားချင်ရလဲဆို setting ထဲမှာဒီနေရာလေးမှာပေါ့နော် setting ဒီနေရာလေးမှာ okay တစ်ချက်နေမယ် okay တစ်ချက်နေပြီဆိုလို့ရှိရင်ကိုရိုက်ရှင်တဲ့ကိုဗီဒီယိုတစ်ပုတ်ကိုဘယ်နှမိနစ်အချိန်ထားရှင်လဲပေါ့5မိနစ်ရှိတယ်10မိနစ်ရှိတယ်3မိနစ်ရှိတယ်3မိနစ်ရှိတယ်2မိနစ်ရှိတယ်ဟုတ်လားကျွန်တော်ကတော့3မိနစ်လောက်လေးပဲကြည့်ရတာအဆင်ပြေတယ်ကျွန်တော်3မိနစ်လောက်ပဲထားတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာတွေ့လား3မိနစ်တစ်ခေါက်ဗီဒီယိုတစ်ပုတ်3မိနစ်တစ်ခေါက်ဖြစ်သွားပြီဒီလောက်လေးပဲနော်ဒါတော့ဒီဘယ်လိုပြောမလဲအကြိုက်ရိုက်မရဘူးဆိုတဲ့ညီကိုတွေအတွက်ကတော့မဆင်ပြေအောင်ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးရမှာဖြစ်ပါတယ်